အားလုံးပဲမင်္ဂလာရှိတော့နေ့ရက်လေးပါခင်ဗျကျွန်တော်ကိုတန်းဂျိတ် training ကလပ်ကနေပြီးမှကြိုဆိုလိုက်ပါတယ်ခင်ဗျဒါလေးကတော့လမ်း40ဘက်မှာကျွန်တော်ဒီဖွားရှိရနေပြီးမှ20နဲ့တသိန်းပွဲကပေးပြီးတော့ဒီကြောင်လေးအစ90ကိုရခဲ့ပါတယ်ဒီကြောင်လေးကိုရတော့သူကအတစ်စပုံစံလေးဆိုတော့အထင်မြင်မို့ဗျာခေါင်းကြီးမပါတော့ဒီကြောင်လေးကိုကျွန်တော်တွက်ဝယ်ခဲ့တာတော့တစားကို9000နှုန်းနဲ့ပဲတွက်ဝယ်ခဲ့ပါတယ်ဗျလှုပ်ချက်ကရှင်းတယ်ကြောက်စီကြောက်သားကြောင်မျိုးလေးတွေကပြောစရာမလိုပါဘူးဒီကြောက်လေးမှာပြစ်ချက်လေးကတစ်ခုပဲပါနေပါတယ်ဗျဒီကြောက်လေးမှာဘာလေးပါလဲဆိုတော့သူမှာအမြုပ်ဆန်လေးတွေကတော့တအားကြီးမကင်းပါဘူးဗျနောက်ပြီးရင်အရွယ်လေးတွေကညာပါတယ်ဗျအဲ့နှစ်ခုပဲဒီကြောက်လေးမှာပြောစရာရှိပါတယ်ခေါင်းကြီးကတော့တိတ်မပါပဲမဲ့တစားကို9000နှုန်းဆိုတော့9000နှုန်းတန်တဲ့ကြောက်တွေလည်းပါတယ်9000နှုန်းမတန်တဲ့ကြောက်တွေလည်းပါပါတယ်ဗျအဲကြောင့်မို့ပြားများအတွက်ပြီးမှကျွန်တော်9000နှုန်းနဲ့ပေးဝယ်ခဲ့ပါတယ်အစ90ကိုဗျဒါလေးကတော့ကျွန်တော်မှတ်ဆန်းပြီးမှ18စားလောက်ကိုကျွန်တော်စတင်တွေးကြည့်လိုက်ပါတယ်အဲ့ထဲမှာကျွန်တော်ဒီကြောက်လေးတွေကိုတွေးပြီးရဲ့ကြောက်လေးကိုကျွန်တော်ဈေးကွက်ထိုးကြည့်လိုက်တယ်ဒါကတော့ကျွန်တော်အထည်ဆင်မှုတော့ကိုကျွန်တော်ယာထားကြည့်တာပေါ့ဗျာကျွန်တော်တို့မတွေးရဲ့ကြောက်တွေလည်းကြံပါသေးတယ်ဗျတွေးရဲ့ကြောက်တွေလည်းတွေးပြီးသွားပါပြီစတင်ထိုးကြည့်တဲ့အချိန်မှာတချို့ကြောက်လေးတွေကတော့ဒါကတော့ကျွန်တော်ခေါင်းစား10စားလေးကိုတော့10သိန်းပေးပါတယ်မယောင်းနိုင်လို့ကျွန်တော်တို့အထည်ကိုစတင်ပြီးတခုကိုအပ်လိုက်တဲ့အချိန်မှာကျွန်တော်တို့9သိန်းထွက်သွားပါတယ်ဗျအဲ့ပြီးတော့ကျန်တဲ့ကြောက်တွေကိုကျွန်တော်အထည်ဆင်မယ်ဆိုပြီးတော့အထည်ဆင်လိုက်ပါတယ်ဗျအထည်ဆင်လိုက်တဲ့အချိန်မှာကြောက်ကလေးရတဲ့လှတယ်တော်တော်ကိုကောင်းပါတယ်ဗျကိုထင်ထားတဲ့ကိုပို့ပြီးလှတယ်ဒါပေမဲ့မကောင်းတာတော့ကျွန်တော်တို့ဒီမန်းလေးကြောက်ဝိုင်းရဲ့ဈေးကွက်ပေါ့ဗျဈေးကွက်ကြီးကတော့စုပ်ပြတ်တက်နေတာပါပဲကျွန်တော်တို့အားတောင်တိတ်မရှိသွားပါဘူးကြောက်ကလေးတွေကတော့လှပင်မဲ့ဈေးကွက်ကမကောင်းတဲ့အတွက်ကြောင့်ကျွန်တော်တို့တိတ်တော့အားမရှိပါဘူးအဲ့ချိန်မှာကျွန်တော်တို့ပထမတစ်စုံရောင်းတာတော့9သိန်းပေါ့ဒါဒုတိယတစ်စုံရောင်းတဲ့ချိန်မှာ3သိန်းပဲထွက်လို့ကျွန်တော်ထပ်ရောင်းလိုက်ပါတယ်ဗျဒါလေးကလည်းကျွန်တော်တို့အပွင့်လွတ်တိုက်ကြည့်ရဲ့အချိန်မှာတပွင့်ကို3သိန်းနှုန်းထွက်ပြင်မဲ့ကျွန်တော်တို့အထည်ပေါ်ရောက်တော့လေကျွန်တော်တို့9စုံမှာ10သိန်းကျွန်တော်တို့ဈေးကွက်တွေကတအားကြီးမကိုက်နေဘူးဗျကိုမှန်းထားတဲ့ဈေးလောက်ထိတော့မရောက်သွားပါဘူးဗျဒီကြောက်လေးဆိုရင်ဒါနောက်ဆုံး final မှာကျွန်တော်အသေးဆုံး site လေးတွေကိုဆွဲသီးဆင်လိုက်ပါတယ်ဒီကြောက်လေးတွေကမင်္ဂလာကတော့မဖြစ်သွားတော့ပါဘူးဗျကျွန်တော်တို့အရင်လောက်ပဲရပါတယ်ကြောက်လို့ပြောမယ်ဆိုရင်တော့ကြောက်လို့ကတော့မြတ်သွားပါတယ်ဒါပေမဲ့အထည်ဘိုးတွေနဲ့ကျွန်တော်ဘာညာတွေအကုန်နှုတ်လိုက်တယ်ဆိုရင်တော့ကျွန်တော်တို့အရင်လောက်ပဲပြန်ရသွားပါတယ်ဗျအားလုံးမင်္ဂလာရှိသောနေ့ရက်လေးတွေပိုင်ဆိုင်ကြပါစေအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျ